computer နဲ့ဖုန်းတွေကိုပေါ့နော်ကျွန်တော်တို့ data တွေပြောင်းမယ် photo တွေရွှေ့မယ် video တွေရွှေ့မယ် file တွေရွှေ့ခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဖုန်းမှာကျွန်တော်ရှိတင်တယ်ပေါ့နော်ရှိရမယ်ကျွန်တော်တို့ application တွေတစ်ခုကဘာလဲဆိုတော့ကျွန်တော်ဒီမှာ file manager လို့ခေါ်တဲ့ application တွေပေါ့နော်ဒီ file manager ဆိုတဲ့ application လေးကျွန်တော်တို့ဖုန်းထဲမှာမရှိလို့ရှိရင် Play Store မှာအလွယ်တကူပဲ download ရပါတယ်เนาะ megabyte လည်းအရင်ကြီးတော့မများပါဘူးအဲ့တော့ကျွန်တော်တို့ကဒီ file ကျွန်တော်ဒီ file manager ဆိုတဲ့ application လေးကိုဘယ်လိုသုံးအောင်လဲဆိုရင်ကျွန်တော်တို့အရင်ဆုံးကျွန်တော်လုပ်မယ်ဆိုလို့ရှိရင်เนาะ video တွေ data တွေရွှေ့မယ်ဆိုရင်ကျွန်တော်တို့ computer ဒီဖုန်းကနေပြီးတော့ကျွန်တော်တို့ hotspot ဆိုတဲ့ကောင်လေးကိုကျွန်တော်တို့လွှင့်ထားဖို့လိုတယ်ပေါ့เนาะ hotspot ဆိုတဲ့ကောင်လေးကိုလွှင့်ထားပြီးလို့ရှိရင်ကျွန်တော်တို့ဖုန်းကနေပြီးတော့ wifi နဲ့ကျွန်တော်တို့ဒီ hotspot ကိုပြန်ပြီးတော့ sorry laptop ကနေပြီးတော့ကျွန်တော်တို့ wifi နဲ့ဒီ hotspot ကိုပြန်ပြီးတော့ချိန်မယ်ပေါ့เนาะချိန်ပြီးတဲ့အခါမှာကျွန်တော်တို့ကဘာလုပ်ကြမလဲဆို file manager ဆိုတဲ့ application လေးတွေဝင်မယ်ဝင်တဲ့အခါမှာကျွန်တော်တို့ကဘာကိုရွေးပေးရမလဲဆိုလို့ရှိရင်ဟိုအောက်ဆုံးက accept from ဆိုတဲ့ပေါ့နော် accept from ဆိုတဲ့ကျွန်တော်တို့ဒီ button လေးကိုနှိပ်ပေးရမယ်နှိပ်ပြီးတဲ့အခါမှာကျွန်တော်တို့က hidden file တွေပါကျွန်တော်တို့ပြချင်တယ်ဆိုရင်ကျွန်တော်ဒီကောင်လေးအမှတ်ချပေးပါကြည့်ပြီးတဲ့အခါမှာကျွန်တော်ဒီ stat service ဆိုတဲ့ကောင်လေးကျွန်တော်တို့နှိပ်လိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာဒီပေါ်မှာကျွန်တော်တို့ဒီပေါ်မှာကျွန်တော်ဒီပေါ်ကအပေါ်ဆုံးမှာရှိတဲ့ကျွန်တော်ဒီနံပါတ်တွေနဲ့စာလေးတွေပေါ့နော်ကျွန်တော်တို့ဒီဝင်ရမယ်ဒီကောင်လေးကိုကျွန်တော်တို့ကကွန်ပျူတာရဲ့နော်ကွန်ပျူတာကတော့ကျွန်တော်တို့ကွန်ပျူတာမှာပြန်ပြပေးပါပေါ့နော်အဲ့ကွန်ပျူတာရဲ့ကျွန်တော်ဒီအပေါ်ကဗာလဲဆိုရင်ကျွန်တော်တို့ this PC ထဲမှာကျွန်တော်တို့ဝင်ပြီးတော့ရိုက်ရမယ်ပြန်ရိုက်ပြီးတဲ့အခါမှာကျွန်တော်တို့ user main name နဲ့ password ကြာလာတဲ့အခါမှာသူပေးထားတဲ့ user name PC ဆိုတဲ့ဟာနဲ့ password နဲ့ကျွန်တော်တို့ရိုက်ထည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းနဲ့ကွန်ပျူတာနဲ့ချိန်လို့ရမှာဖြစ်ပြီးတော့ data တွေကူးပြောင်းလို့ရမှာဖြစ်ပါတယ်။ငါပြောခဲ့တယ် hotspot လွှင့်မထားမယ်လို့ပြောတယ်အဲ့တော့ကျွန်တော်ကွန်ပျူတာနေပြီးအဲ့ hotspot ကိုပြန်ပြီးတော့ဖမ်းမယ်ပေါ့နော်။ပြန်ဖမ်းမယ်ဆိုရင်ကျွန်တော်တို့ဒီကဘာလုံးလေးကိုလာနှိပ်မယ်အဲ့တော့ကျွန်တော်ဖုန်းရဲ့ဒီမှာဒီကောင်လေးပေါ့နော်ကျွန်တော်တို့ဒီကျွန်တော်ဖုန်းနံပါတ်လေးကိုနှိပ်လိုက်မယ်နှိပ်ပြီးတဲ့အခါမှာကျွန်တော်ဒီကနေ connect ဆိုတဲ့ဟာလေးနှိပ်လိုက်မယ်အဲ့တော့ password တောင်းတယ်ဆိုတော့ကျွန်တော်တို့ဖုန်းထဲမှာ password ကိုတွားပြီးတော့ကြည့်လိုက်မယ်အဲ့တော့ကျွန်တော် password လေးဒီမှာရေးလိုက်မယ် Okay wifi လေးချိန်တာနည်းနည်းလေးကြာနေလို့ပေါ့နော် Okay ချိန်သွားပါပြီဒါဆိုရင်ကျွန်တော်တို့เนาะအခုဖုန်းမှာနေနေရတဲ့ကျွန်တော်တို့ဒီဘောစာလေးတွေကိုကျွန်တော်တို့ကဒီ computer this PC ဆိုတဲ့ဝင်ပြီးတော့ကျွန်တော်ဒီအပေါ်ဆုံးမှာเนาะဒါလေးကိုကျွန်တော်တို့ first page တစ်ချက်ဖြတ်ပြီးတော့ကျွန်တော်ဒီကဏ္ဍလေးကိုเนาะဒီစာလေးတွေကိုကျွန်တော်တို့မှန်အောင်လို့ရေးပေးရမယ်เนาะဒီ address လေးကို sorry point မဟုတ်251 ratio လေးတပြင်4106เนาะ okay ဒါဆိုရင်ကျွန်တော်တို့ဒီစာလေးကိုကျွန်တော်တို့မှန်အောင်ရေးဖို့ဆိုရင်เนาะကျွန်တော်တို့ enter ချက်ခေါက်လိုက်เนาะဒီ link လေးကိုမှန်အောင်ရေးဖို့အဲ့တော့ကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲဒီမှာ user name ဆိုတဲ့နေရာမှာကျွန်တော်တို့ဖုန်းမှာမြင်တွေ့နေရတဲ့ PC ဆိုတဲ့ဟာလေးကိုထည့်လိုက်မယ်ထည့်ပြီးတော့ကျွန်တော် password မှာသူပေးထားတဲ့431860ဆိုတဲ့ဟာလေးကိုကျွန်တော်တို့60ဆိုတဲ့ဟာလေးကိုကျွန်တော်ထည့်လိုက်မယ် enter တစ်ချက်ခေါက်လိုက်မယ်เนาะဒါဆိုလို့ရှိရင်ကျွန်တော်တို့လောဆယ်ကျွန်တော်မချိန်သေးဘူးเนาะနောက်တစ်ခေါက်လောက်ပြန်ရေးလိုက်မယ် FTPလေးတစ်306เนาะဒါလေးကိုကျွန်တော်နေမယ် PC password က431860 431860ဒါဆိုရင်ကျွန်တော်တို့ဒီမှာဘောက်ကလေးကြာလာပြီအမှကျွန်တော်တို့ဖုန်းထဲမှာရှိနေတဲ့ကျွန်တော်ဖုန်း memory ဆိုတဲ့ device နဲ့ကျွန်တော်တို့ SD card ထည့်ထားတဲ့အတွက်ကြောင့် SD card ရဲ့ကျွန်တော် memory ပေါ့เนาะဒီကောင်လေးတွေကျွန်တော်တို့ကြာလာပြီเนาะအဲ့တော့ကျွန်တော်တို့ဒီကောင်လေးကိုဖွင့်ပြီးတော့ကျွန်တော်တို့လိုချင်တဲ့ data တွေ file တွေ video တွေပေါ့เนาะဒါတွေကိုကျွန်တော်တို့ကcopy paste လုပ်ပြီးတော့ကျွန်တော်တို့ဖုန်းနဲ့ကွန်ပျူတာနဲ့ကိုကြိုးမပါဘဲနဲ့ wireless နည်းစနစ်နဲ့ကူးလို့ရပြီဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်